ဒီမှာအမရေတဲ့အဲ့လိုလုံးရင်တဲ့ဘယ်နှစ်ရက်လောက်ဆိုသိတာလဲညီမလုံနေတာ9ရက်ရှိပြီတဲ့ညီမလေးတယောက်ကမေးထားရပေါ့နော်အဲ့တော့အမပြောပြပေးမယ်နော်အဲ့တော့ smile line ကကိုယ့်ရဲ့ smile line ကဘယ်လောက်ထင်းလဲsorry ကိုယ့်ရဲ့ smile line ကဘယ်လောက်ထင်းလဲပေါ့နော်ပြီးလို့ရှိရင်တနေ့ကိုဒါအတွက်အချိန်ဘယ်လောက်ပေးပြီးတော့လှုပ်လဲပုံမှန်လှုပ်လားမလှုပ်ဘူးလားပေါ့နော်ပြီးရင်ကိုက stress တွေဒေါသတွေကိုဘယ်လောက်ထိန်းနိုင်လဲအဲ့ဒါရဲ့ပြီးနောက်တစ်ချက်ကကြတော့ဒီမျက်နှာကြွက်သားလှုပ်ရှားမှုများတာမျက်နှာကြွက်သားလှုပ်ရှားမှုများဆိုအခုမမို့စကားပြောနေသလိုမျိုးဒါမှမဟုတ်လို့ရှိရင်လည်းတကယ်ချင်းနဲ့တွေ့လို့ရှိရင်ဟီဟီဟာဟာနဲ့သိတယ်မလားအဲ့တော့ဒီဥစ္စာကိုအရင်အသုံးပြုရတယ်အဲ့ဒါကိုမျက်နှာကြွက်သားလှုပ်ရှားမှုများတယ်လို့ခေါ်တာပေါ့နော်အဲ့တော့အဲ့ဒီအချက်၄ချက်နဲ့ခြုံငုံပြီးတော့ပြောလို့ရတယ်အဲ့တော့ကို smile line ကအရင်မထင်းဘူးပေါ့နော်အနေတော်လောက်ပဲထင်းတယ်ပေါ့အဲ့လောက်ကိုမှတနေ့ကို15မိနစ်လောက်ချိန်ပေးမယ်နေ့တိုင်းလုပ်မယ်နော်ကိုက stress တွေဒေါသတွေလည်းထိမ့်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံး3-4လလောက်အတွင်းမှာအဆင်ပြေလာပါလိမ့်မယ်ရပိုင်းတွင်းတစ်လလောက်တွင်းဆိုလို့ရှိရင်တော့အသားရည်လေးတင်းလာမယ်ပေါ့နော်သူကဒါလေးတွေကအချိန်ယူရပါတယ်တကယ်တော့ဒါလေးတွေကအဆင်ပြေသွားပြီကိုယ့် smile line လေးကကိုလိုချင်တယ်လို့စိတ်တိုင်းကြဖြစ်သွားပြီဆိုရင်လည်းဒါတွေကအမြဲစီလုတ်ပြီးနေရမှာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုကိုတွေကနှုတ်ပြူလာတာမဟုတ်တနေ့နဲ့တနေ့ကအိုးလာတာဖြစ်တဲ့အတွက်ဒါတွေကအမြဲတမ်းထိမ့်သိမ်းရမှာပဲအရာအားလုံးသဘောတရားတွေဒီတူတူပဲပေါ့နော်အဲ့တော့ skin care လုပ်တာဆိုလဲဒီလိုပဲအဲ့လိုပဲနည်းနည်းစီထိမ့်သိမ်းသွားမှာ face yoga လုပ်လို့ကိုစိတ်တိုင်းကြတဲ့အသားကြီးကိုလိုချင်တဲ့အနေအထားမျိုးရောက်တယ်ဆိုရင်လည်းဒါနေ့တိုင်းလုပ်သွားမယ်အရာတွေပဲပေါ့နော်အဲ့တော့တိတာတာဆိုလို့ရှိရင်တော့ကိုရဲ့တနေ့တာမှာအချိန်ဘယ်လောက်ပေးပြီးလောက်တာလဲဒီ stress တွေဘယ်လောက်ထိန်းနိုင်လဲဒေါသတွေဘယ်လောက်ထိန်းနိုင်လဲပုံမှန်မူတည်တယ်ပြီးအခုပြောပြလိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ညီမလေးသိမယ်လို့ထင်ပါတယ်